အမြန်လမ်းပေါ်မှာကြောက်စရာခင်မွန်ကြီးဖြစ်ရမယ်ဒီနေ့ခင်မွန်တယောက်အလုံးများပြီးအိမ်ပြန်နောက်ကျခဲ့တယ်အချိန်မှလည်း12နာရီထိုးပြီးဖြစ်ပြီးမိုးကလည်းရွာနေခဲ့တယ်ဝတ်တဲ့ကရွာနေသောလမ်းမကြီးပေါ်တွင်သူတယောက်တည်းကားမောင်းနေခဲ့ရတယ်အဲ့အချိန်သူကားမောင်းရေးဖွင့်လာတဲ့ရေဒီယိုမှာလည်းအတန်များဝါတာတာဖြစ်လာပြီးကားမိရှိတွင်စုပ်ပြဲနေသောအဝတ်ဖြူနှင့်ကောင်မလေးတယောက်ကားရဲ့လက်ရဘက်မှရုတ်တရက်ပေါ်လာတာကိုသူမြင်လိုက်ရတယ်ခင်မွန်တယောက်ကြောစိတ်များဖြင့်ကားပရိတ်ကိုနင်းလိုက်တော့လေထိုကောင်မလေးမှာကားရှိတဲ့သူဝင်လာခဲ့တယ်သူလည်းကြောက်ကြောက်နဲ့တိုင်းမိလိုက်သလားလို့ကားပေါ်ကနေဆင်းကြည့်လိုက်တယ်သူရှာနေတဲ့အချိန်မှာပဲလက်ထက်ရဖုန်းကိုအမည်မသိဖုန်းတစ်လုံးကဝင်လာခဲ့တယ်ခင်မွန်လည်းလန့်သွားပြီးတော့ဟယ်လိုဆိုပြီးဖုန်းကိုချက်ချင်းကောက်ကင်လိုက်တယ်အဲ့ချိန်မှာပဲဖုန်းနဲ့တုံရင်သောအတန်ကြီးနဲ့မင်းရှိမှငါအလောင်းကိုမြင်ရလားဟုခင်မွန်ကိုမေးတယ်အဲ့ချိန်မှာပဲခင်မွန်တယောက်ကားကိုငုံကြည့်လိုက်တဲ့အခါအဖြူအောင်ရှိသောမျက်လုံးဖြူသောအသားရည်သွေးပေနေသောမျက်နှာကြီးနဲ့သူ့ကိုပြုံးကြီးစိုက်ကြည့်နေခဲ့တယ်သူလည်းကြောက်လန့်တဲ့ကြားကားရဲဝင်ပြီးတော့အိမ်ကိုအမြန်မောင်းပြေးတော့တယ်သူလည်းအိမ်ပြန်ရောက်တော့ကြောက်စိတ်တွေကိုဖြေရောနေချိန်ဖုန်းထဲကိုမက်ဆေ့တစ်စောင်ရောက်လာခဲ့တယ်သူလည်းသိချင်စိမ့်နဲ့ဖုန်းကိုဖွင့်ကြည့်လိုက်တော့ဘာကြောင့်ကားကိုရက်ပြီးငါ့ကိုမကယ်တာလဲအခုမင်းရဲ့နောက်ကိုငါလိုက်နေပြီဆိုတဲ့စာကိုမြင်လိုက်ရတယ်စာကိုမြင်ပြီးသူလည်းကြောက်ပြီးတော့အဲ့နေရာမှာပဲထိုင်းနေမိတော့တယ်အဲ့အချိန်မှာပဲအေကန်းနဲ့ကထောင်ဝက်ကြွယ်တဲ့အတန်တွေရေချိုးကန်းနဲ့ကရေကျနေတဲ့အတန်တွေအိမ်တကားပွင့်သွားတဲ့အတန်တွေသူ့အခန်းထဲကအော်ရီနေတဲ့အတန်တွေကိုသူကြားနေရတယ်ပိတ်ထားတဲ့ TV ကနေငါခေါင်းကိုပြန်လို့ခြင်းနဲ့ပြန်ပေးဆိုတဲ့အတန်ကြီးတစ်ခုထွက်လာခဲ့တယ်အဲ့ဒီအတန်ကြီးကြောင့်ပဲသူလည်းကြောက်နဲ့အိယာတွေကိုပြေးဝင်ပြီးတော့ဂရင်ဘောကိုတက်အိမ်နေခဲ့သူအိတ်နေတော့မှပဲဆိုရွှဲနေတဲ့လက်တစုံကြီးကသူ့ရဲ့ခြေထောက်ကိုတာဆွဲတာပေါ့လေသူလည်းအတန်မထွက်ဖဲနဲ့မနက်မိုးလင်းတဲ့အထိငြိမ်လေးနေလိုက်တော့တယ်မနက်လည်းရောက်ရောခင်မွန်တယောက်မင်းညာဖြစ်ခဲ့တာတွေကိုသူတငယ်ချင်းကိုပြန်ပြောပြလိုက်တော့တယ်သူတငယ်ချင်းကလည်းမနစ်ကကောင်မလေးတယောက်မြန်လန်းပေါ်မှာတေဆုံးတဲ့အကြောင်းပြန်ပြောပြလိုက်တော့သူလည်းလန့်သွားတယ်တငယ်ချင်းတို့လည်း6ကပ်နေတော့ညတွေမှာခီးသွားတဲ့အခါသတိရှိကြဖို့အတိပေးရင်းနဲ့ပဲဒီမှာပဲဇလန်းလေးကိုအဆုံးသတ်ပါရစေ channel လေးကို subscribe လုပ်ပေးဖို့မမေ့ကြနဲ့နော်